ผมมินตากลับมาพบพวกคุณอีกแล้วမင်္ဂလာပါခင်ဗျာကျွန်တော်မင်းသားပါမိတ်ဆွေတို့နဲ့အတူပြန်ဆုံကြပြန်ပြီ episode นี้ทำအခု episode မှာทำဆိုတဲ့ဒီနဲ့ဒီတရားတော်ဓမ္မဟုအဓိပ္ပာယ်ဆိုဒီဟောသူဆိုတော့ကြတော့လောက်ဒီဆိုဒီကရိယာနဲ့အတန်ရှင်းတူလိုက်လားလို့ထင်ကောင်းထင်ပါလိမ့်မယ်တကယ်တမ်းကျတော့အတန်ချင်းတာတူပေမဲ့တကယ်ရေးသားတဲ့တပ်ပုံတနည်းတွေရတော့မတူပါဘူးခင်ဗျာလက်ရှိပြောနေတဲ့ time အနောက်ကိုအတန်လေးနည်းနည်းလေးဆက်လိုက်မယ်ချာလို့ထည့်လိုက်လို့ဆိုရင်ဒါဆိုရင်သဘာဝဟုအဓိပ္ပာယ်မျိုးဆိုဒီအပြည့်စုံธรรมชาติหมายถึงสิ่งที่เกิดขึ้นเองตามกลไกของโลกธรรมชาติหมายถึงสิ่งที่เกิดขึ้นเองตามกลไกของโลกသဘာဝဟုအဓိပ္ပာယ်ပဲဆိုသည်သူကိုယ်တိုင်ဖြစ်ပေါ်သည့်လောကကြီးမှာစင်ဆိုင်ဝိဆက်ဖြစ်ပေါ်သည့်သူရဲ့ကျင့်လည်နေတာကိုဒါဟာသဘာဝဟုပြောပါတယ်ကျွန်တော်နှစ်မျိုးအစီအစဉ်นี้ဖြည့်ရှင်းထားပေးပါတယ်ခင်ဗျာကျွန်တော်ကိုထိုင်းလို့ပြောပြပါเด็กชายคนนี้ชอบอยู่กับธรรมชาติเช่นป่าไม้และภูเขาเด็กชายคนนี้ชอบอยู่กับธรรมชาติเช่นป่าไม้และภูเขาဤကလေးသည်တစ်သောတောင်များကဲ့သို့သဘောဝနှင့်အတူနေထိုင်ခြင်းကိုကြိုက်နှစ်သက်သည်နောက်တစ်မျိုးวันนี้อากาศร้อนเหมือนวันธรรมดาทั่วไปวันนี้อากาศร้อนเหมือนวันธรรมดาทั่วไปယနေ့သည်အပူဒဏ်သာမန်ရက်တွေတို့ကဲ့သို့အပူချိန်မြင့်သည်ဖြစ်ပါတယ်တကယ်ချင်းမိတ်ဆွေတို့ခင်ဗျာကျွန်တော်ရဲ့တင်ဆက်မှုတွေပေါ်မှာသိချင်တာတွေရှိရင်ပြုပြင်ရမယ့်အနေအထားတွေရှိတယ်ဆိုရင်ကျွန်တော်ကိုပြောလို့ရပါတယ်အကယ်၍မိတ်ဆွေတို့အနေနဲ့လည်းသိချင်တာတွေရှိရင်ကျွန်တော်ရဲ့ဆက်သွယ်မဲ့လမ်းကြောင်းလေးပြီးတော့မိသိချင်တာတွေရှိကျွန်တော်တို့မေးလို့ရပါတယ်การเรียนรู้เป็นอิสรภาพของชีวิตသင်ယူခြင်းသည်ဘဝ၏လွတ်လပ်မှုအကြောင်းအရင်းခံတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မင်းသားပါ